ဒီနေ့ကိုရီးယားလူမျိုးတွေထမင်းစားရင်တွဲစားနေကြကြက်ဥပဲငန်ကြရေးစိန်လေးလုပ်ပြပါမယ်။ဘူးကတော့ခောက်ဆွဲနဲ့တွဲစားမှာပါ။ကိုရီးယားခောက်ဆွဲသားလိုမျိုးစားကောင်းတဲ့လိုကယ်ထုတ်ခောက်ဆွဲတုပ်လေးလည်းညွှန်းပေးမှာမို့အဆုံးထိဆက်ကြည့်ပေးပါအောင်နော်။ကြက်ဥပဲငန်ကြရေးစိန်လုပ်ဖို့အတွက်အရင်ဆုံးအိုးထဲရေထည့်ပေးပါ။ရေစူလာရင်ရှာလကာရေနဲ့စားထည့်ပေးပါ။ကြက်ဥတွေထည့်ပြီး6မိနစ်ပြုတ်ပေးပါအနှစ်အရန်မကြက်ချင်ရင်အပြင်ခန်းအပူချိန်တိုင်းထားတဲ့ကြက်ဥဆိုရင်တော့6မိနစ်ရေခဲတက်တာတွေကကြက်ဥဆိုရင်တော့9မိနစ်ပြုတ်ရပါမယ်အချိန်ပြည့်သွားရင်ဆဲပြီးအခွန်ခွာရလွယ်အောင်ရေခဲရေ9မိနစ်စိမ့်ပေးပါ9မိနစ်ပြည့်ရင်ကြက်ဥတွေကိုအခွန်ခွာပေးပါနော်ပြီးရင်ကြက်သွန်ဖြူအနေငယ်ကိုနှုတ်နှုတ်ဆင်းပေးပါစက်သွန်နီတစ်လုံးကိုလည်းအတုံးသေးသေးလေးတွေဖြစ်အောင်ပူပြထားသလိုလေးလှီးပေးပါနော်ငရုတ်သီးစိမ်းတွေကိုထက်ချမ်းချမ်းအစိဖယ်ပြီးပပလေးတွေလှီးပေးပါစက်သွန်မိတ်ကိုလည်းပပလေးတွေလှီးထားလိုက်ပါတယ်အားလုံးပြီးပြီဆိုရင်တော့စိမ်မဲ့ဘူးတဲ့ပဲငံပြားရည်တစ်ခွက်ရေတစ်ခွက်စားတူထည့်ပေးပါပြားရည်၄စွန်းထည့်ပေးပါတခြားတစွန်းထည့်ပါမယ်ခုနကလီးထားတာတွေအားလုံးထည့်ပေးပါရှာလက်ကရေထမင်းစားစွန်းတစွန်းထည့်ပါမယ်အငံအရသာကိုထိမ့်ဖို့အတွက်ပါနန်းလော်လေးထည့်ပြီးမှွေပေးပါပြုတ်ထားတဲ့ကြက်ဥတွေထည့်ပါမယ်လုပ်ပြီးချင်းစားလို့မရသေးပါဘူးเนาะရေခဲတက်တာတဲ့အနည်းဆုံး12နာရီလောက်ထားပေးပါပူကနောက်နေ့ခောက်ဆွဲနဲ့စားမှာမို့တညထည့်ထားလိုက်ပါတယ်ဒါကတော့ဥမာမီခောက်ဆွဲပါလိုကဲထုတ်တဲ့ခောက်ဆွဲတွေတဲ့ဒီခောက်ဆွဲတစ်စိတ်ကိုတော့ဘူးတော်တော်ကြိုက်ပါတယ်သူ့ရဲ့ခောက်ဆွဲသားကနူးညံ့ပြီးတော့ကိုရီးယားခောက်ဆွဲတို့ရဲ့ခောက်ဆွဲသားနဲ့တော်တော်လေးဆင်တူပါတယ်ဈေးကလည်း2000ကျော်ပဲရှိလို့ကိုရီးယားခောက်ဆွဲတို့တွေနဲ့ရှင်ရင်စားပြောပါတယ်ဘူးက parasite ကားထဲမှာစားတယ်လို့မျိုးချက်ပါကတိခောက်ဆွဲလောက်စားမှာမို့ပဲခောက်ဆွဲနဲ့ 2A spicy ခောက်ဆွဲကိုသုံးထားပါတယ်အိုးရဲရေထည့်ပြီးရေစူလာရင်ဝက်မို့လုံးတွေထည့်ပေးပါပူလိုမျိုးဝက်မို့လုံးဖန်ဆိုရင်တော့အကြိုက်တူရင် comment ရေးသားပေးပါအောင်နော်ခောက်ဆွဲကြောက်တွေထည့်ပေးပါပြုတ်နီးအညွန့်ကလည်းနောက်ကျောဘက်မှာပါလို့သူပြောသလိုလေး10မိနစ်ပြုတ်ပေးလိုက်ပါတယ်10မိနစ်ပြည့်သွားရင်တော့ရေတွေသွင်းပြီးအနှစ်ထုတ်တွေဖောက်ထည့်ပေးပါပြီးရင်မီးဖွင့်ပြီးမှွေပေးပါ2A spicy ရဲ့အဆက်ကိုပဲခောက်ဆွဲအနှစ်ရဲ့အစိမ့်နဲ့ပေါင်းထားတော့အဆက်ကအရင်မပြင်းမဲ့စားလို့တော်တော်ကောင်းပါတယ်။ခောက်ဆွဲရပြီဆိုရင်တော့စားမဲ့ပကံနဲ့ခောက်ဆွဲတွေထည့်ပေးပါ။ပြီးရင်ရေခဲတက်တာထဲမှာတညထားထားတဲ့ကြက်ဥပဲငန်ကြရေးစိမ့်လေးကိုထုတ်ပြီးခောက်ဆွဲလေးပေါ်တင်လိုက်ပါတယ်။အနှစ်ကလည်းမကြက်တက်ကြက်လေးမှုခောက်ဆွဲနဲ့အရန်လိုက်ပါတယ်။ကြက်ဥပဲငန်ကြရေးကလေအရန်မငန်အောင်တော့အချိန်ကြာထားရင်တော့အရသာတွေကပိုဝင်ပြီးတော့ပုံငန်တတ်ပါတယ်။အဲဒါကြောင့်အကြာကြီးထားလို့မရပါဘူး။ပူလိုမျိုးခောက်ဆွဲစားရတာကြိုက်တယ်ဆိုရင်ပူပြထားသလိုမျိုးလေးလှုပ်စားကြည့်ပါနော်။ပူတေးတိုးလေးကိုကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။ Cook, eat, smile